Hello ဝင်းရဲ့ Beyond the Kitchen ကနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့က Yosemite Trip ရဲ့တတိယမြောက်နေ့ဖြစ်ပါတယ်။နေ့တစ်ပိုင်းလောက်ပဲလည်ပြီးတော့ဒီနေ့အဲ့လေးပြန်มาပါ။ဆိုတော့အခုမနက်အစောကြီးကလေးကဟိုတယ်ကနေပြီးတော့ check out လုပ်ပြီးတော့ park ထဲကိုသွားပါပြီ။ဒီနေရာလေးကကြောက်သုံးလေးအရင်မများတော့ပဲနဲ့ရေလေးငြိမ်သွားတဲ့နေရာလေးပေါ့နော်။ကန်ရေပြင်လေးထဲမှာရိုက်တယ်လို့ပေါ့နော်။ပုံစံလေးတွေကဒီလိုမျိုးလေးရိုက်ထားပါတယ်။ဒီနေ့က Sunday အခုမနက်9နာရီခွဲပါစောစောစီးစီးဆိုတော့လေလူကလည်းအရင်ရှင်းတယ်မနက်ခင်းနေရောင်လေးစထိုးခါစားအချိန်ဆိုတော့လေဘယ်ရှူတော့မှကြီးအရင်လှတယ်是的。ဒီနေရာလေးဆိုလည်းအရင်လှတယ်ရေကန်လေးလည်းရှိတယ်ကြောက်တောင်ကြီးလည်းရှိတယ်တရော်ဝါလေးတွေကလည်းကျွေနေတယ်တတားလေးကလည်းပါသေးတယ်ထင်းရှူရဲ့အမြင့်ကြီးတွေကလည်းအရင်လှနေတယ်ဆိုတော့ဒီနေရာလေးမှာ pre wedding ပုံလေးလာရရင်လည်းအရင်လှမှာပဲအခုကတော့ Vanel Fall ကိုသွားမှာဖြစ်ပါတယ်။အဲဒီဘက်ကကိုကားနဲ့ကိုသွားလို့မရဘူးဒီ shuttle bus စီးရမှာပေါ့နော်။အခုဒီထင်းရှူတော်ကြီးကိုဖြတ်ပြီးတော့ကားမတိုင်ရှိသွားနေတာပါ။ဒီမှာလေးကိုရိုက်အခုဒီမှာဆင်းလာလေ Vanel Fall ကိုသွားမှာဖြစ်ပါတယ်။တမိုင်ခွဲလောက် hiking လုပ်မှာဖြစ်ပါတယ်။这样ဒီလောက်ပဲရှိတယ်တော်တော်မောနေ ကိုချိန်ထားလို့ အိမ်မှာတောင်ကစတက်ခါစားရှိရဲကျမအတန်လေးထွက်နေပြီ ပြင်ရတယ်ဟိုလေး ပုံမှန်မြေပြက်မှာလမ်းလျှောက်ရင်တော့3-4နိုင်လောက်ကတော့အသာလေးရှောက်နိုင်တာပေါ့အခုကတောင်တက်ရတာကွာဒီရဲ့ခါကျတော့တောင်တက်တဲ့အလီအချင်းလည်းမရှိတဲ့ခါကျတော့လေတော်တော်လေးမောပါတယ် အကြောက်ဖြာကြီးဟာမရှိရဒီကြောင်လေးပါလေအနေထားကိုလည်းကြည့်လိုက်ခြေထောက်ကလေးမှားတယ်ဆိုရင်တော့ပဲမှားနိုင်တော့တာပါသူများကြီးလည်းကိုရီလိုပဲနားလိုက်ရှုကလေးကြီးလိုက်တောင်ပြန်တက်လိုက်နဲ့တဖြည်းဖြည်းချင်းစီပေါ့အခုဝင်ယူတို့ Vanel Fall Bridge ကိုရောက်ပါပြီဒီနေရာတိဆိုလို့ရှိရင် 0.8 မိုင်ပေါ့တက်ခဲ့ပြီးသွားပါပြီဒီနေရာကနေပြီးတော့လဲ Vanel Fall ရေတံခွန်ကြီးကိုလမ်းမြင်နေရပါတယ်ရေတံခွန်ကိုရောက်ဖို့ဆိုလို့ရှိရင်နောက်ထပ်ခီးတစ်ဝက်လောက်ထပ်တက်ရပါအောင်မယ်ဝီယူတို့ကတော့ဒီနေရာထိပဲခြေနှက်ပြီးတော့လှည့်ပြန်ခဲ့ပါတယ်အမှတ်တရပုံလေးတွေရိုက်ခဲ့ပါတယ်အခုပြန်ဆင်းပါပြီတက်လာတော့ကလည်းတောင်ကမတ်တော့အရန်မောပါတယ်ဆင်းတော့လေဒူးတုံနေရပါတယ်ဒီလိုနေရာတွေကငယ်ရွယ်တဲ့အချိန်မှာသွားရတဲ့နေရာတွေပေါ့ဝီယူအတွက်တော့အသက်ကြီးလာလို့ရှိရင်ဒီနေရာတွေလာဖို့ရအတွက်တော်တော်ခက်ခဲပါလိမ့်မယ်ဒီနေ့အသွားအပြန် 1.6 မိုင်လောက် hiking လုပ်ခဲ့ပါတယ်shuttle bus ကြီးကိုပြန်ဆောက်ပြီးတော့စီးခဲ့ပါတယ်ဒီနေရာလေးကတော့ Curry Village ပါမနေ့ကအရန်ဝင်ခြင်းပင်မဲ့ကားပါကင်မရတဲ့အတွက်ကြောင့်မဝင်ခဲ့ရတဲ့နေရာလေးပါဒီနေရာလေးမှာနေ့လည်စာစားပါတယ်အထဲမှာလည်း microwave တွေရှိတော့သွားနှွေးပြီးတော့စားခဲ့ပါတယ်ပြီးတော့ဒီ Curry Village မှာအမှတ်တရပုံလေးရိုက်ခဲ့ပါတယ်
အခုနေ့လယ်12နာရီခွဲပါယူဆမ်မဒီကနေပြီးတော့ထွက်ခဲ့ပါပြီနှုတ်ဆက်ခဲ့ပါတယ်ယူဆမ်မဒီပျော်ရွှင်စရာအမှတ်တရလေးလေးရှိခဲ့လို့ကျေးဇူးပါဒီပေးလီတရားလေးမှာဟိုဘက်ကလာတဲ့ကားတွေကိုစောင့်နေရချိန်ငငယ်ကတီဘွားအဖွားအိမ်ကိုသွားခဲ့တဲ့အချိန်လေးကိုတတိယမိတယ်အဖွားကိုလည်းတတိရတယ်ည6နာရီလောက်မှာအဲ့လီကိုပြန်ရောက်ပါတယ်ယူဆမ်မဒီခရီးစဉ်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဝီယူနဲ့အတူလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဝီယူရဲ့နောက် vlog တွေမှာပြန်တွေ့ကြမယ်နော် bye အလေကောင်တဲ့ကနေပြေးအလေကောင်တဲ့ကနေပြေးပြေးလာခဲ့ပြေးလာဒီဘက်ကို ကိုကြီးရိုက်ထားလားအေးတခြားမပွင့်အောင်လေသွားပြီအော်တိတ်မနဲ့သေးဘူးမွေးထွက်အော်အေးဟုတ်တယ်ကြောင်လာမယ်မဆက်ဆက်တော့ကြောင်လာမယ်1 2 3ဆိုဝင်လာမယ်နော် Yeah 1 2 3 ဒီကမှချက်ရှိနေသေးတယ်နောက်ဆုံးကပြီ1 2 3